စင်ကာပူကပြိုကျတော့မယ့်အတိုင်းစောက်ထားတဲ့ဂျင်ဂါကွန်ဒိုတစ်ချက်လောက်ကြည့်လိုက်ပါဒီအဆောင်ကိုမြင်ခမများဘာသွားသတိရလေတချို့ကပြောကြတယ်ကလေးတွေကစားတဲ့ဂျန်ဂါရုံးတွေကိုစနစ်မကျပဲရှောက်တင်ထားသလိုပဲတဲ့တချို့ကြတော့လေငလျင်များလောက်ရင်ပြိုကျသွားမလားဆိုပြီးရင်တမမှဖြစ်ရတယ်တဲ့ဒါပေမဲ့တကယ်တမ်းမှာတော့ဒါဟာစင်ကာပူနိုင်ငံရဲ့ဘီသူကအမခန်းလက်ရာတစ်ခုဖြစ်တဲ့ The Interlace ကွန်ဒိုစီမံကိန်းကြီးပဲဖြစ်ပါရီကြည့်လိုက်ရင်သာပြိုကျတော့မလို့ဟိုတရုံးဒီတရုံးဖြစ်နေပေမဲ့ဒီလိုစောက်ထားတာကအကြောင်းရင်းခိုင်ခိုင်မာမာရှိလို့နေပါရီဒီနေ့မှာတော့ကမ္ဘာအကောင်းဆုံးအဆောက်အုံစုကိုရရှိခဲ့တဲ့ဂျင်ဂါကွန်ဒိုရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပေးသွားပါမယ်။ပုံမှန်အဖြစ်မြို့ကြီးပြကြီးတွေမှာကွန်ဒိုစောက်မယ်ဆိုရင်မြေနေရာချင်းတဲ့အတွက်မိုးပေါ်ကိုပဲဒေါင်းလိုက်တီစောက်ကြစမြဲပါ။ဒါပေမဲ့ဒီအဆောက်အုံကိုဖန်တီးခဲ့တဲ့ဂျာမန်ဘီသူကပညာရှင်အိုလီရှာရန်ကတော့ဒီရိုးရှင်းတဲ့စီမင်းကိုချိုးဖောက်ခဲ့ပါလိ။သူက6ထပ်အမြင့်ရှိတဲ့တိုက်တုံးရှည်ကြီးပေါင်း32တုံးကိုရိုးရိုးကြီးစီမထားပြီး6ကွက်ပုံသဏ္ဍာန်ဟက်ဆာဂွန်တိုင်းဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့အထက်ထပ်ဆင်ပြီးတော့တီစောက်ခဲ့တာပါ။အမြင့်ဆုံးနေရာမှာ24တက်အထိရှိပါလိ။အဲဒီလိုဒီဇိုင်းထုတ်လိုက်တဲ့အခါမှာအဆောက်အုံကြီးကပိတ်လောင်မနေတော့ပြီလေဝင်လေထွက်ပေါက်တွေအများကြီးပါဝင်တဲ့အေယာမဗဘူးလက်ရာကြီးတစ်ခုလိုဖြစ်သွားပါလိအဝေးကကြည့်ရင်ရှုပ်ထွေးတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့ဒါဟာလူမှုဆက်ဆံရေးအတွက်အကောင်းဆုံးဖန်တီးမှုတစ်ခုဖြစ်နေပြန်ပါလိတာမန်ကွန်ဒိုရီမာနေရင်ကိုအခန်းကိုတက်လီကနေကိုရဲ့တီးကြားဖြစ်နေတတ်ပါလိ The Interlace မှာကျတော့တိုက်တုံးတွေကိုဂျန်ဂါစားသလိုထပ်ဆင့်ထားတဲ့အတွက်တိုက်တုံးတွေကြားထဲမှာကြီးမားတဲ့နေရာလက် space တွေအများကြီးထွက်လာပါလိအဲဒီနေရာလက်တွေကိုလည်းအလကားမထားပါဘူးရေပန်းဥယျာဉ်တွေဝါဥယျာဉ်တော်လေးတွေရေကူးကန်ပြားစဆင်မြင့်နဲ့အားကစားကွင်းစားသဖြင့်မတူညီတဲ့သင်းနဲ့ဝင်းရှိခုအဖြစ်ဖန်တီးထားပါလိဒါကြောင့်မလို့ဒီနေရာကို Vertical Village ဒေါင်းလိုက်တီဆောက်ထားတဲ့ရွာကလေးလိုလည်းတင်စားကြပါလိလူတွေဟာကိုယ့်ရဲ့အခန်းကျင်းလေးထဲမှာပိတ်မိမနေပဲနဲ့အောက်ဆင်းလိုက်တာနဲ့တဘာဝတရားနဲ့ထိတွေ့ခွင့်ရမယ်အိမ်နီးနားချင်းတွေနဲ့စုံတွဲခွင့်ရမယ်ဒါဟာဂျန်ဂါပုံစံဆောက်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ပါပဲဒီလောက်ဟိုတရုံးဒီတရုံးဆင့်ထားတာခိုင်မာမလားလို့စိုးရိမ်မိကောင်းလေစိုးရိမ်မိပါလိမ့်မယ်စိတ်ချပါဒီအဆောက်အုံဟာအင်ဂျင်နီယာဝိုင်းရအလွန်တိကျခိုင်မာသလိုတဘာဝဘေးရနေရာတွေကိုခံနိုင်ရရှိအောင်တွက်ချက်ထားပြီးသားပါပိုပြီးထူးခြားတာကစင်ကာပူလိုပူပြင်းတဲ့နိုင်ငံမှာတော့ဒီဂျန်ဂါပုံစံကြောင့်မလို့အကျိုးကျေးဇူးတွေရနေတာပါတိုက်တုံးတွေကိုရှက်ထိုးထားတဲ့အတွက်တိုက်တစ်ခုရဲ့အရိပ်ကတခြားနေရာတွေကိုအေးမြစေတယ်လေလန်းကြောင်းကိုလည်းအဆောက်အုံကြားတဲ့အလွယ်တကူစီးဆင်းစေတော့တဘာဝလေအေးအေးလေးကိုအပြည့်အဝရရှိစေပါလိဒါအပြင်တိုက်တုံးတွေရဲ့မိုးပေါ်မှာလေ Sky Garden လို့ခေါ်တဲ့ပန်းခြံတွေကိုဖန်တီးပေးထားတော့အခန်းတိုင်းလိုစိမ့်လန်းတဲ့ရှုခင်းကိုမြင်တွေ့ရစေပါလိဒီလိုစမ်းသစ်လုံးတဲ့ဒီဇိုင်းကြောင့်ပဲ2015ခုနှစ်မှာ Wall Building of the Year ကမ္ဘာအကောင်းဆုံးအဆောက်အုံစုကိုစုခူးနိုင်ခဲ့ပါလိအစားကကြည့်လိုက်ရင်တော့ပြိုကျတော့မလို့ထိတ်လန့်စရာကောင်းပေမဲ့တကယ်တမ်းအထဲကိုရောက်သွားတဲ့အခါမှာတော့လူနဲ့တဘာဝကိုတဟဇာတာဖြစ်အောင်ပေါင်းဆက်ပေးထားတဲ့နေရာတစ်ခုဆိုတာညင်းလို့မရတော့ပါဘူးကဲမိတ်ဆွေရောဒီလိုမျိုးဂျန်ဂါရုံးပုံစံကွန်ဒိုတိုက်ခန်းမှာနေရဲကြလားဒါမှမဟုတ်ရိုးရိုးရှင်းရှင်းတိုက်ခန်းတွေကိုပဲပူသဘောကြလားကွန်မန့်မှာမျှဝေဆွေးနွေးပေးခဲ့ကြပါဦး